တက်ကြီးရွယ်အိုတဦးကအဆက်မပြတ်ချောင်းဆိုးနေခဲ့တယ်ဒီလိုနဲ့သူချောင်းဆိုးလိုက်တဲ့အချိန်မှာဘိုင်းယက်ကဘတ်စကားမှတစ်ဆင့်လူတွေစီကူးဆက်သွားခဲ့တယ်အဲ့ချိန်မှာခီးဒီတဦးတည်းတာမတက်ထားခဲ့တယ်ဒီလိုနဲ့ဘတ်စကားကဆေးရုံနားမှာရောက်လာခဲ့ပြီးခီးဒီများဆင်းလာခဲ့ကြတဲ့အချိန်အဖိုးကြီးစုပ်ကင်ထားသောလက်တန်းကိုသူတို့အားလုံးကလည်းထိခဲ့ကြတယ်အဖိုးကြီးဆေးရုံရောက်လာပြီးဆရာဝန်မဂေးကသူ့ကိုစစ်ဆေးလိုက်တဲ့အချိန်သူ့ယောဂလက္ခဏာများကစတင်ဖော်ပြလာခဲ့တယ်သူနာပြုတဦးကသူ့ကိုပူချိန်စမ်းကြည့်တော့103ဒီဂရီဖိုင်ဟိုက်ထိရှိနေတာတွေ့ပြီးတုံးလုတ်သွားခဲ့တယ်ဒါကြောင့်ဆရာဝန်ဂေးကလည်းအန်တသွားခဲ့တယ်အဲ့ဒါကြောင့်သူကအဖိုးကိုသူ့မှာဘာလက္ခဏာတွေရှိနေလဲလို့မေးတော့အဖိုးကမအီမတာဖြစ်နေတယ်လို့ပြောပြလိုက်တယ်နောက်ပြီးသူကဘယ်နေရာတွေသွားသေးလဲလို့မေးတော့အဖိုးကြီးကဘယ်မှမသွားခဲ့ဘူးလို့ပြန်ပြောလိုက်တယ်ဒါပေမဲ့နိုင်ငံခြားကပြန်လာတဲ့သူငယ်ချင်းတယောက်နဲ့ညစာစားခဲ့တယ်လို့ပြန်ပြောလိုက်တယ်အဲ့ချိန်ဆရာဝန်ကသူဘယ်ကပြန်လာတာလဲမေးတော့အိန္ဒိယနိုင်ငံကပြန်လာတာလို့ပြန်ပြောလိုက်တယ်ဒါကိုကြားတော့ဆရာဝန်ကစိတ်ပူသွားခဲ့တယ်အဲ့ဒါကြောင့်ဆရာဝန်ကိုအဖိုးကြီးရဲ့လက္ခဏာတွေကိုပြောပြလိုက်တယ်အဲ့ချိန်ဆရာဝန်ကကိုရိုနာဗိုင်းရပ်လိုမျိုးကူးစက်မှုဖြစ်နိုင်ကြောင်းပြောလိုက်တယ်အဲ့ချိန်ကလေးတယောက်ရောက်လာခဲ့တယ်သူနာပြုဆရာမကအဖျားတက်နေတာကိုသတိထားမိလိုက်တယ်အဲ့ချိန်အနီးနားရှိလူနာတဦးကဒီကလေးလဲအဲ့ဒီဘတ်စကားဘောကဆင်းလာတာဖြစ်တယ်လို့ပြောပြလိုက်တယ်ရုတ်တရက်အဖိုးကရင်ဘတ်ကျက်လာခဲ့တယ်အဲ့ဒါကြောင့်ဆရာဝန်မကသူ့ကိုစစ်ဆေးဖို့သူ့နားလာခဲ့တော့အဖိုးကရုတ်တရက်တွေးရန်လိုက်ပြီးသူမမျက်နှာပေါ်ဆင်သွားခဲ့တယ်ဒီမြင်ကွင်းကြောင့်လူတိုင်းကထိတ်လန့်သွားကြပြီးဆရာဝန်ကလည်းချက်ချင်းတကားကိုအမြန်ပိတ်လိုက်တယ်အဲ့ချိန်ခန်းထဲဝင်လာတဲ့စချားဆရာဝန်တယောက်ကိုလည်းဝင်လို့မရကြောင်းပြောပြလိုက်တယ်ဒီလိုနဲ့ဆေးရုံကိုချက်ချင်းတော့ခတ်ထားလိုက်ပြီးဆေးရုံရောက်လာတဲ့လူတိုင်းကိုကော်ရတင်းစင်တာကိုပို့ထားလိုက်ကြတယ်သူတို့ကလုံခြုံရေးများချမှတ်လိုက်ကြပြီးအထဲမှာဘယ်သူမှမထွက်နိုင်အောင်ဌာနတစ်ခုလုံးကိုပိတ်ပစ်လိုက်ကြတယ်